3 ရက်နေ့မြောက်နော်ဒုတိယအချိန်ပြန်လည်ပြီးတော့စတင်နေပါပြီဒါတဏ္ဍပညာမိနစ်သားဆိုတာဆရာတော်လည်းလာချီမြောက်တယ်ကိုယ်တိုင်ကိုကြပါမလေးကကန်ဖယားခါဖယားခါဖယားပလင်ဖယားပလင်စစ်တက်နေပါပြီခင်ဗျာ